ရှင်နေ့ပွဲစဉ်ရဲ့ခွင့်လဲတိုင်းလူကြီးကတော့ဦးသိန်းစောဖြစ်ပါတယ်အခုတိုင်းတဲ့ဦးတန်းထွန်းအောင်အခုတိုင်းတဲ့ဦးသွေးလေးနဲ့ fourth official ကတော့ဦးအောင်မြင့်ကျော်တို့ကတော့ယနေ့ပွဲစဉ်ကိုတာဝန်ယူသွားမှာလည်းဖြစ်ပါတယ်အခုကျွန်တော်ထောင်းကမောမှားထားပြီတယ်ပြည်တယ်မောမှားထားပြီတယ်ပြန်ပြတင်းရပဲဥတယ်ဗျာကျွန်တော်ရအတူလာရှေ့အမြောက်ကနေပြီးထားတဲ့ဂျိုးဆက်လိုက်နေတယ်ဗျာဒီစာမန်ရဲ့ခန်းစစ်အနေငယ်ပြတ်သွားခဲ့တဲ့ပုံစံပဲဗျာကိုသမားလည်းရှေ့ရောက်နေတဲ့အခြေအနေပဲဖြစ်ပါတယ်အခုကျွန်တော်ရာမညယူနိုက်တက်တင်းရဲ့ဘောလုံးရထားတယ်ဗျာစမ်းမြင့်နိုင်အခုဆိုတော့ရာမညယူနိုက်တက်တင်းရဲ့ပြစ်ထန်ဘောတော့စောနိုင်ကန်တင်ပြီးပြီဗျာဘာရန်ထိတယ်ဗျာဒီနေ့ပွဲစဉ်မှာရာမညယူနိုက်တက်တင်းကိုရဖို့အတွက်အခွင့်အရေးတွေဇက်တက်ရနေတယ်လို့ဆိုမှဖြစ်ပါတယ်ရာမညယူနိုက်တက်တင်းကတိုက်စစ်ဆင်မှုအတွက်ကြိုးစားလာပြီမြအလဲကိုထည့်ပေးထားတယ်အခုဆိုတော့ရာမညယူနိုက်တက်တင်းကတွင်းကိုတကူရခဲ့တာဖြစ်ပါတယ်ကျောင်းနံပါတ်10ဖူးခန့်ကျော်ရဲ့ဘယ်ဂျီကန်ချက်ကိုတော့တစ္ဆာအမှန်တင်းကတွင်းကိုဖြစ်ခွင့်ပြုခဲ့ရတယ်ညာပထမပြီးဆုံးမှုအချိန်အနည်းငယ်အတွင်းမှာဆိုရင်တော့တစ္ဆာအမှန်တင်းကတော့ပြန်ပြတင်းရဲ့ဥဆောင်ခြင်းကိုတော့ခံလိုက်ရပြီညာရာမညယူနိုက်တက်တင်းတက်ကတော့ရှုံးပွဲတွေများနေတယ်လို့တွင်းကိုတွေရဖို့လိုအပ်နေတဲ့အခြေအနေတစ်ခုကနေလက်ရှိအခြေအနေမှာပြန်ပြတင်းကိုတော့ပထမပြီးပြီးဆုံးခင်မှာတွင်းကိုတကူနဲ့တူစတင်ပြီးတော့ဥဆောင်ဝင်ရတာဖြစ်ပါတယ်အခုနေ့ရာသီတွင်းမှာဆိုရင်တော့ရာမညယူနိုက်တက်တင်းရခဲ့တဲ့တတိယမြောက်တွင်ကိုလည်းဖြစ်ပါတယ်တစ္ဆာအမှန်တင်းရဲ့တိုက်စစ်လမ်းကြောင်းတွေကိုတော့ပြန်ပဲတင်းကပိတ်ဆို့ထားတာပဲဖြစ်ပါတယ်အခုဆိုတော့ဂျိုးဆက်ကစားသမားတူကိုတော့ရာမညယူနိုက်တက်တင်းရဲ့ကစားသမားတူကိုတော့ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်ကျောင်းနံပါတ်35မျိုးမင်းဟင်းကတော့ကစားသမားမပီတာတဲ့အပြုတ်မှုကြောင့်လက်ရှိချိန်တွေကထုတ်ပေးခြင်းခံလိုက်ရတာဖြစ်ပါတယ်တစ္ဆာမန်တင်ခြေပါကိုရဖို့ကြိုးစားချက်ကိုတော့ကိုသမားခူရီယာမှာယူရပြန်လဲကာကွယ်သွားခဲ့တာဖြစ်ပါတယ်ပြန်ပဲတင်းရဲ့ခြေပါကိုရနိုင်တဲ့အခြေအနေကိုခူရီယာမှာယူရကာကွယ်သွားခဲ့တယ်ဗျာဒါဆိုရှေ့အမြောက်ကနေပေးထားတယ်ပြေဆုံးအောင်ခုစတော့တစ္ဆာမန်တင်ရှေ့ကိုထည့်ပေးထားတယ်တစ္ဆာမန်တင်အားထားတဲ့မင်းမော်ဦးစီကိုဘောလုံးပေးထားတယ်ညာမင်းမော်ဦးဘောလုံးရလာတယ်ညာအလေကိုချိုးထားပေးတယ်ခုစတော့တစ္ဆာမန်တင်ကတော့ပြန်ပဲတင်းရဲ့ဂိုးရီယာထိတ်ကိုရှောက်ပြီညာပြေဆုံးအောင်ခောက်ဖို့ကြိုးစားနေတယ်ညာတစ္ဆာမန်တင်အလေကိုထည့်ပေးထားတယ်ပိတ်တယ်ပြေဆုံးအောင်ရဲ့ပေသွင်းချက်6ပေါင်းနဲ့လွဲတယ်ညာလေကိုထည့်ပေးထားတယ်ဆွတ်ထပ်ဖို့ကြိုးစားတယ်စောမျိုးစောဘလုံးရထားတယ်ညာလှမျိုးပြန်ပြတ်တယ်ညာအဝေးကနေကန်တယ်6ပေါင်းနဲ့မတည့်ခဲ့ဘူးညာလေကိုထည့်ပေးထားတယ်ရထားသေးတယ်ညာရှေ့ကိုထပ်ပြီးတော့ပေးထားတယ်ဗျာရထားစီချိုးထားပေးတယ်ကိုကျွန်တော်စမ်းနိုင်ဦးရှေ့ကိုမှားထားပေးတယ်ခေါင်းတိုက်တယ်ဘိုးနဲ့နီးခဲ့တဲ့နေရာမှာပေသွင်းခွင့်ရတာဗျာဒါပေမဲ့လည်းလွဲတယ်ဗျာပြေဆုံးအောင်ရဲ့ပေသွင်းချက်လွဲချော်သွားခဲ့တယ်ဗျာဒီနေ့ပြိုင်ပွဲနောက်ဆုံးမိနစ်ထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်လက်ရှိချိန်ထိကတော့ရာမညယူနိုက်တက်တင်ဟာအနိုင်3မှတ်ရရှိထားတာပဲဖြစ်ပါတယ်လက်ကျန်စက္ကန့်ပိုင်းကတော့နှစ်သင်းလုံးတည်းအရေးကြီးတဲ့အခိုက်အတန့်ဖြစ်ပါတယ်အခုဆိုတော့ကိုရှိကိုအမြောက်ကနေပေးထားတယ်ခေါင်းတိုက်တယ်ဂိုးတယ်ခင်ဗျာအခုဆိုရင်တော့တစ္ဆာအမှန်တင်ဟာခြေပါကိုရရှိခဲ့ပြီဖြစ်ပါတယ်